လူစီတကိုးကြီးရဲ့ခင်ဗျားဘာတွေရှောက်အော်နေရလဲဒါကျွန်တော်ကားဗျာဘာဖြစ်လို့လဲကျွန်တော်စီဆိုင်မှာစီသွားထဲတာစီတိုင်ကြီးဖုံးကဖွင့်လို့မရလို့ဗျာစီတိုင်ကြီးအဖုံးကိုဖွင့်ကျင်တာတော့ဟုတ်ပါပြီဒါပေမဲ့အဲ့လိုရှောက်ပြီးကျွန်တော်ဖွင့်လို့တော့မရဘူးလေလာကျွန်တော်တင်ပေးမယ်တစ်စီတိုင်ကြီးအဖုံးဖွင့်မရရင်ပထမဆုံးကားနောက်ဖုံး trunk ကိုဖွင့်ပါညာဘက်ချမ်းအတွင်းဘက်ကအကန့်လေးမှာပြတင်းပေါက်ပုံစံအဖုံးအကွက်လေးရှိပါတယ်အဲ့ဒါကိုဖွင့်လိုက်ရင်အတွင်းထဲမှာကြိုးအသေးလေးတစ်ချောင်းတွေ့ရပါမယ်အဲ့ဒီကြိုးကိုအားနဲ့ဆွဲလိုက်ရင်စီတိုင်ကြီးအဖုံးပွင့်သွားပါလိမ့်မယ်အော်စရာပဲတကယ်ပွင့်သွားပြီတကယ်တော့တင့်ကားထဲမှာဒီလိုမျိုးအသုံးဝင်နေလျှို့ဝှက်လှုပ်ဆောင်ချက်တွေအများကြီးရှိပါသေးတယ်အချို့ကပတ်စံကုန်တက်တာစီပြီးအချို့ကတော့အသက်ဘေးကနေမှကေးတီးနိုင်ပါလေနှစ် remote to battery ကိုကားတကားဖွင့်မိရရင်ကားတကားလက်ကင်ရဲ့အောက်ခြေမှာအပေါက်လေးတစ်ပေါက်ရှိပါတယ်ခေါ်အဖုံးလေးကိုအဲ့ဒီအပေါက်ကနေအသားလေးကလောထုတ်လိုက်ရင်တော့အိမ်လေးပေါ်လာပါလိမ့်မယ်ပြီးရင် remote ထဲကတော့အစ်စ်ကိုထုတ်ပြီးအသားလေးလက်ဖွင့်လိုက်ရုံပါပဲသုံးဂီယာပြောင်းလို့တောင်းကြလို့မရဖြစ်နေစိတ်မပူပါနဲ့ဂီယာဘုတ်စပီကအလှဆင်အဖုံး interior panel ကိုမလိုက်အတွင်းထဲမှာအဝါရောင်ခလုတ်အမသားလေးတစ်ခုကိုတွေ့ရပါလိမ့်မယ်အဲ့ဒီနေရာကိုကားသုံးနဲ့အောက်ဘက်သူဖိနှိပ်လိုက်ရင် frame မနှင်းစရာပဲဂီယာကိုအလွယ်တကူပြောင်းလဲနိုင်သွားပါလိမ့်မယ်လီ remote တော့ battery လေးမိပတ်စံကုန်တက်တာစီဖို့ remote တော့အားကုန်သွားတဲ့အခါဝုံရှုပ်ဒီစီတမ်းမသွားနဲ့ရှာနေချီတဲ့ပတ်စံကြီးအလားတာကုန်ပါလိမ့်မယ် remote ရဲ့ဘေးဘက်ကအကြောင်းလေးကိုတတိထားကြည့်အဲ့ဒီအကွေးကြောင်းလေးကိုအသားလေးကလောဖွင့်ပြီးအထက်ကဓာတ်ခွဲအဝိုင်းလေးကိုထုတ်လိုက်ပြီးရင်အပြင်ကစတိုးဆိုင်လေးမှာ$2လောက်ပဲပေးရတယ်မိုးရီတူတက်ခွဲတစ်လုံးဝယ်ပြီးပြန်ထိအဖုံးပြန်ပိတ်လိုက်ယူနေပြဿနာပြီးလေသွားပါပြီငါကားလေးမှာပိတ်မိပြီးအပြင်ထွက်မရတဲ့အရေးပေါ်အခြေအနေနောက်ဘက်ထိုင်ကုန်နဲ့အနောက်မှာခလုတ်တစ်ခုရှိပါတယ်အဲ့ဒီခလုတ်ကိုမှိတ်ပြီးခုံကိုလှည့်ချလိုက်ရင်ကားနောက်ဘုံ trunk တွေကိုတွားသွားပြီးဝေလို့ရပါတယ်ကားနောက်ဘုံတကားချက်ပေါ်မှာလေလျှို့ဝှက်ခလုတ်လေးတစ်ခုရှိသေးပါတယ်အဲ့ဒီမှာပြထားတဲ့မြာဦးဒီချက်အသားလေးတူးရွှေ့လိုက်ရင်အရေးပေါ်အခြေအနေမှာကားနောက်ဘုံဖွင့်ပြီးအပြင်ကိုလွတ်မြောက်ဝင်မှာဖြစ်ပါတယ်ဒီအချက်လေးတွေကတကယ်ကိုလက်တွေ့ကြပြီးအသုံးဝင်နေမလားဖုန်းလို့ထားပြီးတငယ်ချင်းတွေဖြစ်ကြရအောင်လို့